အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းစတိုင်ငါးချင်ဆန်အကြီးတောက်ဟင်းလေးချက်စားဖြစ်လို့ချက်နည်းလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ဒီဟင်းလေးဟာဆိုရင်ဘယ်ရာသူတို့နဲ့မဆိုလိုက်ဖက်ပြီးတော့ထမင်းလဲမြေစေတာမို့ဗီဒီယိုလေးကိုအစိုးထိလိုက်ကြည့်ပေးကြပါဦးနော်ငါးချင်ဆန်အကြီးတောက်ဟင်းလေးချက်ဖို့အတွက်ခရမ်းချင်သီးရဲ့စပယ်လေးနန်းနန်းပင်နဲ့ကြက်တော်မြေပတဲကောနဲ့ရှောက်ရွက်လေးတွေကိုလာလှီပေးထားလိုက်ပါတယ်အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ပွပွဲ့ဆူနေတဲ့ရေတွေကိုစက်တော်နီပတဲကောနဲ့စပယ်လင်ခရမ်းချစ်တီနဲ့ငါးကိုထည့်ပြီးတော့တည်ထားပေးလိုက်ပါတယ်ဒီနေရာမှာငါးကိုမထည့်ပဲနဲ့ဝက်နံရိုးနဲ့စက်သားတွေထည့်ချက်မယ်ဆိုလဲရပါတယ်နော်ပြီးရင်တော့မကြည်တကြည်လေးထောက်ထားတဲ့ငရုတ်သီးစင်းနဲ့ငရုတ်ချောက်ကိုလည်းထည့်ပေးလိုက်ပါတယ်အရသာအတွက်ကတော့စားနဲ့အချုံမှုကိုနှင်းသက်သလိုခြေဆပြီးတော့ထည့်ပေးလိုက်ပါမယ်နော်ပွပွဲ့ဆူလိုက်ရင်တော့နန်းနန်းပင်နဲ့ကြက်တော်မြေလှီထားတာရဲ့ရှောက်ရွက်ရဲကိုထည့်ပေးလိုက်ပါတယ်အခြေအရသာအတွက်တံပြာရည်နဲ့မကြီးမှတ်ရည်ကိုထည့်ပေးလိုက်ပါမယ်နော်အရသာအတွက်ကကိုယ်စိတ်ကြိုက်ခြေဆပြီးတော့ထည့်လို့ရပါတယ်နော်အရသာလည်းအဆင်ပြေပြီးငါးလည်းကြက်ပြီးဆိုရင်တော့မီးပေးလိုက်လို့ရပါပြီရှင်ကဲအခုဆိုရင်တော့လိုရလဲလွယ်ကူပြီးထမင်းလဲမြေစေတဲ့ထိုင်းစတိုင်ငါးချင်ဆန်အကြီးတောက်ဟင်းလေးရပါပြီရှင်ငါးစီပြန်ဟင်းနဲ့ငါးကြော်ပဲချက်နေရတဲ့သူတွေအတွက်ဒီဟင်းချက်နည်းလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်